Hello မော်နီပါဒီနေ့ကတော့ဆိုပြီးတော့နှစ်ဦးပေါ့နော်ကာဖီပွဲတက်လေးရှိလို့မန္တလေးကိုဒါသွားဖို့အတွက်လေးစိတ်ကိုရောက်နေတာပါဒီနေ့လေးစိတ်မှာတော်တော်လေးလူများတယ်အဲ့လိုမျိုးအကြာကြီးပဲတန်းစီရတယ်ဒီနေ့ခီးသွားတဲ့သူတွေတော်တော်များတယ်pocket in front of you and also should not place into overhead compartment. Thank you. ဆိုဖီတို့ရဲ့ရှေ့ကုံမှာလေမစိထိုင်နေရင်သူနဲ့ပွဲတူတာမှာသူ့ကိုစကြင်လို့လိုက်ရှာနေတာသူကနှစ်ချက်ကြီးတက်ထားတော့မကြောက်အိပ်ပါတယ်ရှင်လေရင်စထွက်တယ်ကသူအိပ်ပါတယ်ရှင်ဆိုပြရကြတော့လေရင်စီးလို့ရှင်မအိပ်ဘူးဆိုပြရလေရင်နည်းနည်းလေးကြောက်တဲ့ထဲမှာပါတယ်ကားစီးလို့ရှင်ကြဆိုပြရကားစထွက်တယ်ကအိတ်ချင်နေပြီဒါပေမဲ့နောက်ပိုင်းတော့သိမအိတ်ဖြစ်ပါဘူးလေရင်ဆိုတော့ဆိုပြရလုံးဝမအိတ်တာများတယ်အိပ်ပါတယ်အဲ့လိုမျိုးပေါ့နော်ကဲမန္တလေးရောက်ပါတော့မယ်ရှင် Hello man, this is your bus officer speaking. My name is Mahita. I would like to give an update on our flight. ပြောနေလား လေရင်ဗာပြောင်းလိုက်ရတယ်မနေ့ကလည်းဘုရားသုံးကကြော့လာတာဟွာရဲ့အပွဲအားလို့ဘယ်သူနဲ့တက်မှာတော့ဆူပြည့်တဲ့စင်နဲ့ကိုငယ်နဲ့ငါတော့ကျမငင်ပြီလို့ကျူပြတော့မှလို့အရင်ကြောက်တာ ဘာလို့ထွက်ပြေးနေ ထွက်ပြေးမပေါ့ညကိုအိတ်လာပြီးတော့ငါကြတဲ့မဲ့လူပါမျက်နှာငယ်လေ တဲမဲ့သူရော တဲ့မဲ့လူပါလို့လေပြောကိုရမအင်းကြီးနဲ့ကြည့်တော့ဖြစ်လို့ဘာလို့လဲဆိုကိုအင်းကြီးအစ်စ်မလို့အင်းကြီးဟုတ်တယ်လေဟုတ်တယ်လေအင်ကြီးတက်နေလေအမအင်ကြီးပဲ ဟုတ်တယ်လည်းနီးတော့ကိုအင်းကြီးအစ်စ်တဲ့ကောင်းဘူးအမလေးကျမအဲ့တော့ဖះတော့ကတော့လာတာရှင်းနောက်ကြရရှင်းနော်ကိုသားကအာကြည့်လိုက်တဲ့အချိန်မှာတွဲဝင်လာရင်မျက်မှန်ကြီးနဲ့ဆော်မှုသွားပိုမှုသွားတာညတဲ့အခုလေးမတူဘူးတနားပဲလေးဆိုပြောနိုင်ရင်ပြောနိုင်ဟိုကဖိုက်စစ်တော့ကိုကလေးရင်ပြောင်းလိုက်ပါတဲ့အချိန်မှာဆိုလို့ဆိုသူတို့နဲ့တူသွားပြန်ပြီကဲတရားမဲ့ဟိုတယ်ရောက်ပါပြီရှင်ဆိုပြီးတော့တရက်ပဲလာတာပေါ့နော်မနက် flight နဲ့လာပြီးတော့ပွဲထပ်ပြီးတော့ညနေပြန်ဖြစ်တာပေါ့နော်ကိုငယ်က shooting ကတရက်ပဲရတာမို့လို့ဟိုတယ်ရောက်တာနဲ့တန်းပြီးတော့ပြင်ဆင်ရပါတယ်ဆိုပြဆိုနားချိန်တော့မရှိဘူးဘာလို့ဆိုပွဲချိန်နဲ့ဒီဆိုပြလို့မန္တလေးကိုရောက်တဲ့အချိန်တွေကလည်းကတ်နေတော့လीကဲပွဲလေးသွားဖို့အတွက်ကိုငယ်ရောဆိုပြရောအဆင်သင့်ဖြစ်ပါပြီရှင်မိတ်ကပ်ကတော့ JC မိတ်ကပ်လိမ့်ပေးထားတာပါမန္တလေးရပါရှင်
ကဲကာဖီပွဲတက်ကလေးပေါ့နော်ပွဲတက်ကလေးဆိုတော့မြန်မာဝတ်စုံလေးဝတ်ဖို့အတွက်ကာဖီဘက်ကနေပြောထားတယ်ပေါ့နော်ဆိုပြီးတော့ဖွင့်ပွဲလေးဆိုတော့ဖေးချိုးဖြတ်ဖွင့်လှစ်ပေးဖြစ်ပါတယ်ပြီးတော့ဓာတ်ပုံလေးရိုက်တဲ့အင်တာဗျူးလေးတွေဖြည့်တယ်ပေါ့နော်ပြီးတော့ပရိသတ်တွေနဲ့လည်းအမှတ်တရဂိမ်းလေးဆော့တယ်ပျော်စရာပွဲလေးဖြစ်ပါတယ်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်မန္တလေးအားချေရတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကဲအခုပွဲလေးလည်းပြီးပြီဆိုပြီးတော့ပြန်တော့မယ်နော်ပွဲလေးပြီးပြီဆိုတော့ပြန်ပါဦးမယ် ပြန်ပါတော့မယ်ကဲအခုရန်ကုန်ပြန်ရောက်ပါပြီရှင်ရန်ကုန်ကတော့မိုးလေးနဲ့ကြိုဆိုပါရစေကြည့်ရှုပေးပရိသတ်များအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဆုံမယ်နော်တတား